ဒီပွဲလေးကတော့ကြောင်းတငယ်ချင်းနဲ့သူ့ကိုဆော့တာပေါ့နော်ကြောင်းတငယ်ချင်းကမင်းစင်တာပေါ့အမေဒီဘက်ကဟိုဘက်ကနာတာလီယာကြီးပေါ့တော့တော်တော်လေးတော့ရုံးကန်ပါဗျနာတာလီယာလေးလာအကြောက်ဆုံးဟီးရိုလို့ပြောရမှာလေးလာနဲ့စေပါနဲ့နာတာလီယာရဲ့လေးလာတော့အကြောက်ဆုံးပေါ့ပြောရတယ်နော်ဒါပေမဲ့ဒီပွဲဘယ်လိုနိုင်အောင်ဆော့လဲဆိုတော့ပြောတော့ပဲရှိတယ်တော့အကြောင်းတငယ်ချင်းဆွဲပြီးတယ်ကယ်ရီကိုဖလက်ကပေးရရတယ်ပေါ့နာတာလီယာတော့အဓိကဒီပုံမှာကြည့်နေရတာပေါ့သူ့ကိုပဲသူပေးချင်းလာအောင်စောင့်ကြည့်နေရမှာလေလာနာတာလီယာဘလို့မှမနိုင်တာအမြဲတမ်းနိုင်ခံမှာဆိုတော့နာတာလီယာကိုပဲစောင့်ကြည့်ဘာလို့ကျွန်တော် go free လေးစားနာတာလီယာလာပြီးပြောဆိုရင်တစ်ချက်ပြပေးလိုက်တယ် vision ဖော်ပေးလိုက်တယ်ဘာမင်းဆက်တာ function ဖွင့်ပြီးတော့ဒါပေမဲ့သူ miss ဝင်နေမှာဆိုတော့တေးပါအောင်ကျွန်တော် flicker ရသူပြတ်ဖို့ကြိုးစားဒါပေမဲ့ break မမီပါဘူးဗျချက်တယ်ဗျလွတ်သွားတယ်သူကျွန်တော်တကယ်ကြီးအမလက်ပြီးတော့မှကျွန်တော်တက်တယ်ပေါ့ကျော်မကယ်ရီနဲ့ဘာနာတာလီယာနဲ့ကောပေါင်းကျွန်တော်အသက်ပြီရှော့ပါဗျာ0-2ဆိုတော့အချိန်တော့တိတ်မကောင်းတော့ဘူးပေါ့အမှန်ပြန်ဖမ်းပြီးတော့ရုံးကန်ပါပေါ့ဒီမှာကျွန်တော်ဖေးကကျွန်တော်တို့ဘက်ကက်လာပေးပြီးတော့တက်ပြီးလိုက်ရောပါကယ်ရီနဲ့ရှင်ပြတော့ဘယ်လိုမှမနိုင်ဘူးကြဒီလားလုံးဝပြစ်လို့မရအောင်မတ်တော့အများကယ်ရီနဲ့ရှင်ပြလို့မရနိုင်ဒီမှာဆိုရင်အချင်းလေးချက်ကြည့်တာပေါ့ဒီတော့ကျွန်တော်ပြစ်တယ်ဟိုဘန်ချက်ဖွင့်လာတယ်ဒီတော့ရောက်တက်မယ်အဒီလေးနဲ့နာတာလီယာကျွန်တော်ဖြတ်ပြီသိလားနာတာလီယာပဲကြောက်ရပါဖေးကနာတာလီယာပြန်ပေးလိုက်တယ်ဒီမှာဆိုဒီတော့တော့ဝိုင်းပြီးဆိုကြည့်ဝိုင်းလောင်းရေပေါ့ဒီတော့ရလိုက်တယ်ဒီတော့ကျွန်တော်ပြန်တက်ပြီးပြရမှာပြန်ပေးလိုက်ရပြီတော့ထပ်ပြီးတော့ဘဘကတက်လာတယ်နာတာလီယာတစ်ခေါက်နဲ့ဝင်ချလာလေးကောင်နဲ့တက်ပြီးလိုက်ကယ်ရီကမဟုတ်ကယ်ရီကိုဘလို့မှမနိုင်အောင်တွေ့လားကယ်ရီကိုမတ်ဖတ်တော့များရှင်းပြလို့မရအောင်လေးရလည်းမနိုင်ဘူးဒါပေမဲ့လေကင်းကြရင်တော့အမျိုးဖြတ်တော့ပေါ့အမနာတာလေးရောကျွန်တော် short ပေးလိုက်ကျွန်တော်မင်းစစားချုံတော့မထိုင်ဆောင်လာကယ်ရီလာမသိလို့အမကယ်ရီကိုကျွန်တော်တို့ဝိုင်းစွန်ကြီးပိုင်းလောက်ပေးလိုက်တာပေါ့ဗျာပြီးတော့မှ log game ပြီးတော့ကျွန်တော်တက်မယ်ပေါ့ဟိုမှာဆန်းဝင်ချလာဟုတ်ကျွန်တော်ဟိုဘက်ကို chat flick ကခုံလိုက်ဆန်းကိုပြန်ပြတ်ပေါ့နောက်ကနေ failure နဲ့ရောက်လာဟိုဘက်ကဆန်း failure ကိုနှစ်ကောင်အချင်းချင်းကြည့်ရတာပေါ့ဒီတော့ကျွန်တော် win chat တွေကာပြီးတော့ဒီတော့ကျွန်တော်အလှလိုက်တက်ပြီးတဲ့ failure ပါ break လေးနဲ့ failure ပါ short ပြီး failure ပါ short ပြီးတယ် failure ပါ short ပါဒီမှာကျွန်တော်တို့တာဝါယူပဲကြိုးစားပြီးတော့ကျွန်တော်အမ်ကိုကြိုးစားမယ်ပေါ့ကျွန်တော် power play ရပြီဆိုတော့လုံးဝဒါ damage ကတော့လုံးဝအကျဉ်းဆုံးဖြစ်သွားပြီပေါ့နော်ဒါလေး damage ကအမြင့်ဆုံးဖြစ်သွားပြီနာတာလီကကျွန်တော်ပဲတလားခံရတာကျွန်တော် win chat နဲ့ဆက်လာအလကားမဟုတ်အဲ့လိုသိလို့ဒါလေးတော့ win chat နဲ့ပြန်ပြီးတော့ပြေးမိတယ်ဒီမှာဆိုကျွန်တော်သိပြန်ဖြေမယ်ပြန်တက်မယ်ပေါ့ဆန်တက်လာတယ်ဆောင်းသမားမယ်ကျွန်တော်အဲ့ကိုကြိုးစားကြည့်မယ်ပေါ့ကွာ crate way ကိုဆောင်းကားတစ်စီးတော့ရှိတယ်အဲ့တော့မရတော့သေးဘူးနောက်တစ်ပွဲကျတော့အဲ့လိုရအောင်ဟိုဘက်က crate way ကိုရှင်းမယ် value အောင်တော့အဒီမက်နေလှလေvalue short ပါဒါဆိုသူတို့တစ်ဖက်လုံးသိအဆင်ပြေတော့တောင်းအောင်သူတို့ကြာပါဒီ crate way နဲ့ကျွန်တော်အဆန်းဝင်ရဝင်လာတယ်ဘာမှမလုပ်လေလားအနောက်ကနေပြနေရုံပဲတရပဲကျွန်တော်အဲ့လိုရတယ်လားဘဘကတစ်ကောင်သိနေလဲအနောက်ခဏဆုပ်ပြီးတော့အဲ့လိုရဒီဘက်ကတရပဲနိုင်သွားပြီအစားပိုင်းနေရင်လည်းနိုင်သွားတော့ဒီလားတော့